တင်းနဲ့ကျွန်တော်ကတကယ်ကိုကောင်းကြီးရှိတော်သူတွေဖြစ်တယ်ယေရှုခရစ်ထဲမှာကျွန်တော်တို့ကကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံတဲ့သူတွေဖြစ်တယ်အာမင်အကျမ်းပိုက်တစ်ပိုက်နဲ့ကျွန်တော်အစပြုချင်တယ်ကပ္ပဦးကျမ်းခန်းကြီး73အငယ်14လောသသည်အာဗြဟံနှင့်ခွာ၍တွားပြီးမှထာဝရဘုရားသည်အာဗြဟံကိုခေါ်၍တင်ရှိသောအရက်ကတောင်မြောက်အရှေ့အနောက်သို့မျှော်ကြည့်လော့တင်မြင်သောမြေတစ်ပြင်လုံးကိုတင်နှင့်တင်ရဲ့အမျိုးနွယ်အားငါသည်ကာလအစဉ်မြဲပေးမည်တင်ရဲ့မျိုးနွယ်ကိုမြေမုတ်ကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမုတ်ကိုရေတွက်နိုင်တယ်တင်ရဲ့အမျိုးနွယ်ကိုရေတွက်နိုင်ကြလိမ့်မည်တမန်ကျမ်းစာအဖြစ်ကျွန်တော်တို့ခုတလုံးမှာဘုရားကခန်းစားစေတဲ့အရာကဒီအာဗြဟံနဲ့ဆိုင်တဲ့အာဗြဟံရဲ့အမျိုးနွယ်ဖြစ်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးသလိုအရှိအနောက်တောင်မြောက်ဆိုတဲ့ဟာလည်းပဲเนาะဒီမှာလည်းပြန်တွေ့ရပြန်တယ်ပေါ့เนาะအရင်ဘက်ကလည်းကျွန်တော်တို့ယေဇကျေလ30ခုမှာလည်းပဲအရှိနောက်တောင်မြောက်ဘုရားကလေးမျက်နှာကိုဘုရားသခင်က prophet ပြုပါဒီနေ့တော့ဘုရားသခင်ကဘာပြောလဲဆိုရင်မြင်ပါဘုရားသခင်ကပြောတယ်မြင်ခိုင်းတယ်ဘုရားကဒါကကျွန်တော်တို့ခံရမဲ့ဂတိတော်ဖြစ်တယ်အာဗြဟံနဲ့ဆိုင်ကျွန်တော်တို့ဟာခရစ်တော်နဲ့ဆိုင်လင်ဂလာတိအခန်းကြီး3ငယ်29မှာကျွန်တော်တစ်ချက်ကြည့်ချင်တယ်ခရစ်တော်နဲ့ဆက်ဆိုင်လင်အာဗြဟံရဲ့အမျိုးနွယ်ပင်ဖြစ်၍ဂတိတော်အတိုင်းအမွေခံအရာ၌တည်ကြ၏เนาะကျွန်တော်တို့ကယေရှုခရစ်တော်နဲ့ဆက်ဆိုင်တော်သူကအာဗြဟံရဲ့အမျိုးနွယ်ပင်ဖြစ်တယ်ဘုရားသခင်ကအရင်မှာကျတော့အယိုးထိုအယိုးတွေအသက်ရှင်နိုင်လားလို့မေးတဲ့အခါမှာသက်ရှင်နိုင်တယ်ကိုတော်သိပါတယ်ကျွန်တော်ပြောတယ် prophet ပြုပါအရက်၄မျက်နှာ prophet ပြုပါဒီနေ့တော့လို့မဟုတ်တော့ဒီနေ့ကဘုရားသခင်ကမြင်ခိုင်းပြီတင်မြင်သမျှအရာဘုရားသခင်ပေးမယ် as far as you can see I will give you တင်မြင်သမျှအရာဘုရားသခင်ကပေးမှာဖြစ်တယ် as far as you can see တင်ဘယ်လောက်မြင်လဲဒီနေ့ကဘုရားသခင်ကဗာမြင်ခိုင်းလဲဆိုရင်ဒီမှာရှိတဲ့သူအားလုံးတယောက်မကြံကတင်ကစွတ်တရေဖြစ်တယ်အာမင်တင်ကစွတ်တရေဖြစ်တယ်ဘေးကတငယ်ချင်းပြောတင်ကစွတ်တရေကြီးဖြစ်တယ်လို့ကြဲကြဲလေးအခြေအနေဒါကဘုရားရဲ့စကားဖြစ်တယ်တရားသူကြီးမတ်စာထဲမှာဂိတောင်ဣတိလလူမျိုးတွေညင်ပန်းနှိပ်စက်ခြင်းခံရတဲ့ကာလမှာမီဒီယန်လူမျိုးတွေကသူတို့ကိုအတကုံเนาะညင်ပန်းတယ်သူတို့ဘာမှသူတို့ကိုမပေးဘူးအလုံးလောက်ခိုင်းတယ်ကြုံခံခိုင်းတယ်ဒါပေမဲ့ဖခင်ကအဲ့အချိန်မှာအကြည့်ရှုကြွလာပြီးတော့ဂိတောင်ဆိုတဲ့သူတယောက်ကိုလာပြီးတော့စကားလာပြောတယ်ဂိတောင်ကကြောက်ပြီးတော့เนาะသူစပစ်ရဲ့နေရာတစားထဲမှာစပားနင်းနေပြီးတော့ခိုးကြောင်ခိုးဝက်လေးနဲ့သူကလုံနေတဲ့ကာလဖြစ်တယ်။ဖခင်ကသူ့ဘာပြောလဲဆိုရင်အချင်းအာကြီးတော်စစ်တည်း mighty hero အသင်ဟာအချင်းအာကြီးတော်စစ်တည်းအဲ့နဲ့မီဒီယန်ဂိတောင်ကလည်းသူဘာပြောလဲကျွန်တော်ဟာအယုတ်ဆုံးသူဖြစ်တယ်။ကျွန်တော်အမျိုးထဲမှာတော့မှအစင်းရဲဆုံးအငယ်ဆုံးအသေးဆုံးဖြစ်တယ်။ဒါပေမဲ့ဘုရားကကျွန်တော်တို့ကိုအဲ့လိုမမြင်ဘူးဖြစ်တယ်။တင်နဲ့ကျွန်တော်ကိုဘုရားသခင်မြင်တဲ့အမြင်ဒီနေ့ကျွန်တော်တို့မြင်ရမယ့်အရာကဘုရားသခင်ကျွန်တော်တို့ကိုမြင်စေခြင်းတဲ့အမြင်ဒီနေ့တင်နဲ့ကျွန်တော်စမြင်ရမယ်။တင်ဟာအာကြီးတော်စစ်တရေဖြစ်တယ်။ကိုအားနေတယ်လို့ကျွန်တော်တို့မြင်တတ်တယ်။ဒါပေမဲ့ဘုရားရဲ့စကားဒီနေ့တင့်ကိုဘုရားသခင်ကအသင်ဟာ mighty hero လို့ဘုရားသခင်ကတင့်ကိုမြင်တယ်ဒီနေ့ကျွန်တော်ကိုဘုရားသခင်ကဗာမြင်ခိုင်းလဲဆိုရင်ဒီမှာရှိတဲ့သူတယောက်မကြံကဘာဖြစ်လဲဆိုရင်စစ်တရေကြီးတွေဖြစ်တယ်ကျမ်းစာထဲမှာဗာပြောလဲဆိုရင်
သူငယ်တယောက်ကလူတစ်ထောင်ကိုနိုင်တယ်တဲ့လူတစ်ယောက်ကရန်သူတစ်ထောင်ကိုနိုင်တယ်လို့ပြောတယ်အဲကြောင့်လူတစ်ယောက်ကဘာနဲ့မျှလဲဆိုရင်အယောက်1000နဲ့မျှတယ်ခရစ်တော်၌ရှိတော်သူကအခြားရန်သူအယောက်1000နဲ့မျှတာဖြစ်တယ်ဓမ္မရာဇဝင်ထဲမှာဒါဝိဒ်သူ့သားကလိုက်ပြီးတော့သူ့ကိုလိုက်တက်တဲ့အခါမှာအခြားလူတွေကအဲ့လောက်မဟုတ်ဘူးဒါပေမဲ့ဒါဝိဒ်ဗဒဉ္ဉ်ရှိတဲ့ဖျားနဲ့ဗဒဉ္ဉ်ဖွက်ထားတဲ့ဒါဝိဒ်ကဗိတ်သိက်ခံထားတဲ့ဒါဝိဒ်ကလူအယောက်1000နဲ့ညီမျှတယ်လို့ပြောတယ်။အော်ဒီမှာရှိတဲ့သူတွေကိုကျွန်တော်ဒီနေ့မှာဖျားကဘယ်လိုမြင်လဲ။တင်ဟာစစ်တရေပဲမဟုတ်တင်ဟာစစ်သက်ကြီးဖြစ်တယ်။အယိုးတွေကိုဖျားကအသက်သွင်းနိုင်လားလို့ပြောတဲ့အခါမှာဖျားကအသက်သွင်းနိုင်တယ်။ဒါပေမဲ့ဘာလိုအပ်လဲဆိုရင် prophet ပြုရမယ်ဖျားစကားလိုအပ်တယ်။ဖျားစကားတင်းစီရောက်လာပြီဆိုရင်တင်ဟာအာကြီးသောစစ်တရေဖြစ်လာလိမ့်မယ်။တင်ဟာအာကြီးသောစစ်သက်တင်ဟာဖြစ်လာပြီဖြစ်တယ်။ဖျားရဲ့နိုင်ငံတော်အတွက်တင်ဟာအာကြီးတဲ့အမှုကိုပြုမဲ့သူဖြစ်လာမယ်။တင်ဟာဖြစ်တယ်။မီဒီယန်လူမျိုးတွေကိုနိုင်ဖို့ရန်အတွက်လူအများကြီးမလိုဘူး။လူအများကြီးမလိုဘူး။ဖျားနိုင်ငံတော်မှာလည်းဒီလိုပဲ mighty hero တယောက်ရှိပြီဆိုရင်ဂီတောင်တယောက်ရှိတာနဲ့ဂီတောင်ကလူအများကြီးလူ2000 3000သူကစုတယ်ဒါပေမဲ့ဖျားမကြိုက်ဘူးများတယ်တဲ့အဲ့လောက်များတယ်ဖြည်းဖြည်းရှော့ခိုင်းတယ်ယုံကြည်ခြင်းမရှိတဲ့သူတွေပြန်ခိုင်းကြောက်တဲ့သူတွေပြန်ခိုင်းနောက်ဆုံး300ပဲ300နဲ့ဖျားကအမှုပြုတာဖြစ်တယ်ရန်သူကသမုတ်တရားတဲလုံးနဲ့အများတဲ့ရန်သူကိုလူ300ထာဝရဖျားနဲ့ဂီတောင်ရဲ့သားဒီနေ့တင်တဲ့ကျွန်ုပ်ကအံ့ဩဖွယ်ရာကောင်းကြီးမင်္ဂလာနဲ့ဆိုင်တဲ့သူဖြစ်တယ်ဆိုတော့ကျွန်တော်အထူးအားပေးချင်တာဖြစ်တယ်။သင်ဟာခရစ်တော်အားဖြင့်အထူးကောင်းကြီးနဲ့ဆက်ဆိုင်တဲ့သူဖြစ်တယ်။အာဗြဟံကိုဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကဒီနေ့တင်တဲ့ကျွန်တော်နဲ့ဆိုင်တယ်။အာဗြဟံကိုဘုရားသခင်ကကောင်းကြီးပေးပြီဆိုတဲ့အခါမှာအာဗြဟံအကျိုးအဖို့အလုံးကရေးတာမဟုတ်ဘူးဒီနေ့တင်နဲ့ကျွန်ုပ်ရဲ့အကျိုးအဖို့လုံးကဘုရားသခင်ကဒီနှုတ်ကပတ်တော်ဂတိတော်တွေကိုဘုရားသခင်ကပေးတာဖြစ်တယ်ဒီဂတိတော်တွေကကျွန်တော်တို့ရဲ့အမွေဥစ္စာဖြစ်တယ်ဒီဂတိတော်တွေအားဖြင့်ကျွန်တော်တို့ကဒီလောကမှာကင်ဆွဲပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်ဒီနေ့ဘုရားသခင်ရဲ့ဂတိတော်ကပါလဲတင်မြင်တဲ့အရာကိုဘုရားသခင်ကပြင်ဆင်ပေးပြီ as far as you can see God will give youတင့်ကိုတင်ဘလို့မြင်လဲတင်မြင်တဲ့အရာတိုင်းတင်ဖြစ်လာလိမ့်မယ်ကျွန်တော်တို့သက်တာထဲမှာဘုရားသခင်အံ့ဩဖွယ်ရာကောင်းခြင်းမင်္ဂလာတွေဘုရားသခင်ကအံ့ဩဖွယ်ရာပြင်ဆင်ထားပြီဖြစ်တယ်ကျွန်တော်တို့ဒီနေ့မြင်ရမယ့်အရာကကျွန်တော်တို့ကခရစ်တော်အားဖြင့်ကျွန်တော်တို့ကအာဗြဟံအမျိုးနွယ်ခရစ်တော်အားဖြင့်ကျွန်တော်တို့ဟာအာဗြဟံရဲ့သားလည်းဖြစ်ပြီthe seed of Abraham ဖြစ်ပြီခရစ်တော်အားဖြင့်ကျွန်တော်တို့ဟာမင်းစည်းစိမ်ရှိသောယေဘရဟိမျိုးဖြစ်တယ်တန့်ရှင်းသောလူမျိုးပိုင်ထိုက်သောအပေါင်းအသင်းဘိနာတကယ်ရှင်းအောင်ထပ်ပြောပါအောင် you are priest လို့ပြောပါအောင် you are priest ဒီຢာကဘာလဲဆိုရင်ကျွန်တော်တို့ကယေဘရဟိငါကအမှုတော်ဆောင်မဟုတ်ပါဘူးno ဘုရားသခင်အသင်ကိုမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးလို့ပြောတယ်အာမင်ကျွန်တော်တာမန်လိုပါပဲကျွန်တော်ဘာမှမဟုတ်ပါဘူးဘုရားအဲ့လိုမပြောသင့်ဘူးသင်ဘယ်လိုမြင်လဲဘုရားကသင်ကိုမြင်တဲ့အတိုင်းကိုဒီနေ့မှသင်ကိုမြင်စေခြင်းတယ်ယေဘရဟိဆိုတဲ့အရာကအရင်တော့ဆိုရင်ဓမ္မဟောင်းကျမ်းမှာဆိုရင်ဒါတော်ယုံတန်ယုံလူကယေဘရဟိမဖြစ်ဘူးလေဝိအမျိုးနွယ်ထဲမှာမှအာရုံရဲ့အမျိုးနွယ်အာရုံရဲ့သားသမီးဗိတ်သိက်ချင်းခံရတဲ့သူတွေပဲဖြစ်တာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ယေရှုအားဖြင့်ဒီနေ့သင်နဲ့ကျွန်တော်ခံရတဲ့ကောင်းချီးမင်္ဂလာကသင်ဟာရိုးရိုးယေဘရဟိမျိုးတော့မဟုတ်ဘူး။မင်းစည်းစိမ် royal priesthood ဖြစ်တယ်။မင်းစည်းစိမ်ရှိတဲ့ယေဘရဟိအနွယ်ပိုင်ထိုက်သောအပေါင်းအသင်းအာမင်။
အောဘွေရဘုရားသခင်ကသင်နဲ့ကျွန်တော်တို့လှုပ်ဆောင်ပေးတာပဲဒါကဘာတူးကြောင့်လဲဆိုရင်ယေရှုအားဖြစ်တယ်ဓမ္မဟောင်းကျမ်းမှာကျွန်တော်တို့အကယ်၍ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာရှိတယ်ဆိုရင်တော့ယေဘရဟိတ်မပြောနဲ့ပရိသတ်ထဲမှာတော့မှတပါးအမျိုးသားဆိုရင်မဝင်ရအောင်လေဖျားနဲ့ဆိုင်တဲ့ပရိသတ်ထဲမှာဝင်ခွင့်မရှိဘူးအဲကြောင့်ဂျေဇုတော်သာသနာလို့ပြောလာတဲ့အခါမှာဂျေဇုတော်ကမထိုက်တန်တဲ့သူတွေကိုထိုက်တန်ခြင်းဘုရားသခင်ပေးလိုက်တာဖြစ်တယ်ကျွန်တော်တို့တပါးအမျိုးသားတွေနဲ့ဣသေလလူမျိုးတွေနှမျိုးပေါင်းဆက်ပြီးတော့လူမျိုးကိုတမျိုးထဲဖြစ်စေတယ်တဝိညာဉ်တလုံးတဝတည်းဖြစ်စေတာကဘုရားရဲ့နက်နဲသောအရာဖြစ်တယ်အဲ့ဒီအရာအရင်တော့မရှိဘူးဒါ prophet တွေထက်ချက်အခါခါဓမ္မဟောင်းကျမ်းမှာပြောခဲ့တဲ့ဟောပြောခဲ့တဲ့သာသနာနက်နဲခြင်းဂျေဇုတော်ရဲ့သာသနာဒီအရာကကျွန်တော်တို့ခံရမယ်တပါးအမျိုးသားတွေပြင်လင်ခံရမယ်အမွေတော်နိုင်ငံတော်ရဲ့အမွေကိုကျွန်တော်တို့ဒီအရာကိုညွှန်ပြနေခြင်းဖြစ်တယ်ကျွန်တော်ဒီနေ့ခေတ်မှာအသက်ရှင်ရခြင်းရအောဘွေရာကောင်းကြီးမင်္ဂလာဖြစ်တယ်အဲကြောင့်ယေရှုကပြောလဲမင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းငါလာတယ်နာတဲ့သူတွေကိုအနာငိမ့်မယ်မျက်စိကန်းတဲ့သူကိုမြင်မယ်ကြေကွဲနှလုံးကြေကွဲတဲ့သူတွေကိုတတ်တာမယ်ညင်ပတ်နှိမ့်ဆက်ခြင်းခံရတဲ့ကိုလွတ်မြောက်ခြင်းပေးမယ်မင်္ဂလာနှစ်ကာလကိုချိန်ညာဖို့ငါလာတယ်ဒီနေ့ငါ judgment လုပ်ဖို့ငါမလာဘူး judgment ဒါပေမဲ့တမဟောင်းကျမ်းမှာဘာဖြစ်ခဲ့လဲဆိုရင် it's all about judgment အရာခတ်သိမ်းဟာစီရင်ခြင်းဖြစ်တယ်အမားမခံဘူးဘုရားသခင်ပြည့်ညက်တရားကိုပေးလိုက်တဲ့အခါမှာပိုဆိုးသွားတယ်အရင်ကပြည့်ညက်တရားမရှိသေးခင်မှာတော့လူတွေကပြည့်ညက်တရားမရှိရင်အပြစ်ဆိုတဲ့အရာကိုငါမသိဘူးတဲ့ရှင်ဘောလို့ကပြောတယ်လောဘမကြီးနဲ့လို့ဘယ်သူမှမပြောဘူးပြည့်ညက်တရားကမရှိဘူးကျွန်တော်လောဘဆိုတာလည်းကျွန်တော်မသိနိုင်ဘူးငါလောဘကြီးနေလားငါမာနကြီးနေလားအဲ့ဒါမသိနိုင်ဘူးဒါပေမဲ့ဒီနေ့ပြည့်ညက်တရားရောက်လာတဲ့ခါမှာအပြစ်ကထင်ရှားလာတယ်ပြည့်ညက်တရားကကောင်းတာတွေညွန်ပြလို့ဖြစ်တယ်ဒါပေမဲ့လူကမကောင်းလူကမတတ်နိုင်ပြည့်ညက်တရားမပေါ်ခင်မှာလူကဘာဖြစ်ခဲ့လဲဆိုရင်လူတွေကပိုအသက်ရှည်တယ်အရင်ခေတ်တုန်းကအပြစ်တော့ရှိပြီအာဒံအားဖြင့်ကြဆင်းသွားပြီဒါပေမဲ့လူတွေကအသက်ရှည်တယ်တပြေးဖြည်းနဲ့လူတွေက120နော်လူကဖြည်းဖြည်းဖျားကအသက်ကိုတူပလိုက်တယ်900နော်မသူရှေလား969နော်ဖြည်းဖြည်းတူပြီးတော့နောက်ဆုံးအသက်တူလာတယ်ဒါပေမဲ့ပြည့်ညက်တရားရောက်လာတဲ့အခါမှာကျတော့ငါတို့လုံနိုင်ပါတယ်နော်ဒီထမင်းအောင်ကြံခန်းကြီး19မှာမောရှိတော်မစင်းလာသေးဘူးမောရှိတော်ကြောက်ပြားကင်ပြီးတော့မစင်းလာသေးဘူးဣတိလလူမျိုးတွေပြိတ္တတွေကပြောလဲငါတို့လုံနိုင်တယ်ငါတို့ကိုခိုင်းပါငါတို့ဖျားငါတို့ကိုကောင်းချီးပေးတယ်ရင်ငါတို့လုံနိုင်တဲ့အရာပေါ်မှာကောင်းချီးပေးပါငါတို့လုံမယ်ငါတို့လုံနိုင်တယ်လို့ကြွေးကြော်တာသူတို့ကကိုတော့အခုကနဲ့စပြီးတော့ကောင်းချီးပေးရင်ဂျေဇုတော်တွေမပြောနဲ့ငါတို့လုံနိုင်တဲ့ပုံမှာငါတို့ကောင်းချီးရမယ်ဆိုပြီးတော့ပြည့်ညက်တရားကြောက်ပြားဆင်းလာတဲ့နေ့မှာပဲလူ3000တည်သွားတယ်ကြည့်ဖျားရဲ့ judgment ဘာလို့ဆိုလူကမခံနိုင်ဘူးဖျားရဲ့တန်ရှင်းစင်ကြယ်ခြင်းတွေကိုလူကမခံနိုင်ဘူးလူမလုံနိုင်ဘူးအဲ့ဒီပြည့်ညက်တရားပေးတဲ့မျိုးဆက်တစ်ဆက်လုံးကလည်းမရှိတော့ဘူးနှစ်ပေါင်း40မှာအရင်တော့ကနှစ်100 200အသက်ရှင်မှာသေးတယ်ဒါပေမဲ့အဲ့မျိုးဆက်တစ်ဆက်လုံးအဲကတုပီမှာကျွန်ခံတဲ့မျိုးဆက်တစ်ဆက်လုံးကအကုန်လုံးမရှိတော့နှစ်ပေါင်း40ထဲမှာယောရှုနဲ့ကာလက်2ယောက်ပဲကျန်တယ်လူတစ်တွေနဲ့ပဲသွားရတယ်သူတို့ပြောချင်တဲ့အိဗေကဓမ္မဟောင်းကျမ်းက judgment ဖြစ်လာတယ်အဲ့လိုပြောလို့ဖခင်ကမကောင်းတာမဟုတ်ဘူးဖခင်ကအယံကောင်းမြတ်တယ်ဖခင်ကဂျေဇုတော်လက်တော်နဲ့အဲကတုပီယာနဲ့သူတို့ကိုဆွဲခေါ်တာဖြစ်တယ်အတောင်တော်နဲ့လုံးဝလုံခြုံစွာသူတို့အယံကောင်းလို့မဟုတ်ဘူးသူတို့အယံတော်လို့လည်းမဟုတ်ဘူးသူတို့အယံစစ်တိုက်နိုင်လို့လည်းမဟုတ်ဘူးအဲကတုလူတွေကိုသူတို့
လန်တစ်ချောင်းမှသူတို့မပြစ်ဘူးဓာတ်တစ်ချောင်းမှသူတို့ကမလုပ်ခဲ့ဘူးကျင်နော်တမန်ကျမ်းစာအရမောရှေကားမှာတော့မောရှေကစစ်တွေပဲတိုက်နေတာမဟုတ်ဘူးအဲ့ဒါမားတယ်တမန်ကျမ်းစာအရစစ်တစ်ချက်မှမတိုက်ဘူးသူတို့ဒါပေမဲ့ဖျားကအဲ့ဒီအကတုအင်ပါယာအဲ့ဒီခေတ်မှာဆိုရင်အကြီးဆုံးအင်ပါယာဖြစ်တယ်အီဂျစ်ဘုရင်တွေဖြစ်တယ်ဖာရောဘုရင်ကိုလမ်းမပါဘူးဓာတ်မပါဘဲနဲ့အပြက်ဖျားရဲ့ဂျေဇုလက်တော်အဖြစ်ဖျားရဲ့ဂျေဇုတသက်ကြောင့်လွတ်မြောက်ခွင့်ရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုသူတို့ဂျေဇုတော်ကိုသူတို့မမှတ်မိဘူးဂျေဇုတော်မမှတ်မိဘူးငါတို့ကျင့်မယ်ငါတို့ကိုကြိုက်တာခိုင်းငါတို့လုပ်မယ်ဟုတ်ပြီလားဒါဆိုရင်ရော့ပြည့်ညတ်တော်ဒါပေမဲ့အဲ့နေရာစပဲလူတွေကပို့ဆိုးလာတယ် judgment upon judgment ဣတိလလူမျိုးတွေเนาะဘယင်တယောက်ပြီးတယောက်ဘယင်အယောက်20နီးပါး19ယောက်တယောက်မှမကောင်းဖျားရှိမှာတယောက်မှမကောင်းတာမလုပ်နိုင်ဘူးယူဒဘယင်ထဲမှာတော့နည်းနည်းပါရှိတယ်9ယောက်6ယောက်ရှိတယ်ဒါပေမဲ့ကြည့်တယောက်မှဖျားရှိမှာ perfect မဖြစ်နိုင်တဲ့အတွက်ကြောင့် judgment ကရောက်လာတာဖြစ်တယ်ဒါပေမဲ့ဒီနေ့တင်တဲ့ကျွန်ုပ်အပေါ်မှာဖျားကအဲ့ဒီ judgment တွေကိုဒီနေ့မလုပ်တော့ဘူးဖြစ်တယ် hallelujah အားကြောင့်စကားလုံးတစ်လုံး throne of judgment ကနေဒီနေ့ကဘာဖြစ်သွားပြီလဲဆိုရင် throne of mercy throne of grace ဒီနေ့ဂျေဇုတော်ပလင်တော်ကိုငါတို့ရဲရဲစွာတိုးဝင်ရတဲ့အခွင့်ကိုယေရှုခရစ်ကရတာဖြစ်တယ်ဖယားစီကိုကျွန်တော်တို့ရဲရဲရှင်းရှင်းအရင်တော့နဲ့ကျွန်တော်မတူဒါကြောင့်ဒီနေ့မှာတင့်အပေါ်မှာဖယားကစီရင်ခြင်းမရှိဘူးဘာကြောင့်လဲကျွန်တော်တို့အရန်တော်လို့လားအရန်ကောင်းလို့လားအရန်လိမ်မာလို့လားဖယားကြောင့်တက်လို့လားဆုတောင်းရန်အားကြီးလို့အလူငွေပေး no ယေရှုအပေါ်မှာအဲ့ဒီစီရင်ခြင်းအားလုံးကိုယေရှုကယူတင်ဝတ်ဆောင်သွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အဲ့ဒီဂျေဇုတော်ကာလ throne of grace အထဲမှာကျွန်တော်တို့ဝင်ရောက်လာပြီဓမ္မဟောင်းကျမ်းမှာ judgment တွေပဲယေဇကျေလခေတ်မှာလည်းပဲ judgment ဟေရှာယခေတ်မှာလည်း judgment တစ်ချိန်လုံးသူတို့ prophet ပြုတာတွေပြန်ဖတ်ကြည့်လိုက် prophet ပြုတာတွေကလည်းကြောက်စရာကြီးတွေပဲနော်လုံးဝဖယားကစီရင်တော့မယ်နင်တို့တတိထားတော့လှုပ်တော့မယ်ဖယားကနင်တို့ဘယ်လောက်ထိတောင်ယေဇကျေလအဖိုးခပေးရလဲဆိုရင်အရင်ခေတ်တုန်းကကျတော့ judgment ကာလထဲမှာလူ prophet တွေကအရန်အဖိုးခကြီးတယ်သူတို့ဆင်းရဲခံရတယ်သူတို့အတကုံခံရတာဘာလို့ခိုင်းလဲယေဇကျေလကိုတစ်ခါမှာအရက်390ပတ်လုံးညာဖက်ပဲအိတ်ခိုင်းတယ်တော့တပေးဆိုတော့ဘယ်ဖက်မှာအရက်40ပြန်အိတ်ခိုင်းတယ်ပြောင်းလို့မရအောင်ပြီးတော့နောက်ဆုံးဘာလုပ်လဲသမင်းဘာနဲ့ချက်ခိုင်းရလဲဆိုရင်မစင်လူရဲ့မစင်နဲ့သမင်းချက်စားခိုင်းတယ်အဲ့ဒါအရင်ယွန်စရာကောင်းလို့ဟုတ်ပြီဆိုမှခဏနွားချေးမှာသူအစားထိုးပေးတယ်ပြောချင်တာ तू အဲ့ခေတ်မှာကျတော့ဆင်းရဲခြင်းဘာကြောင့်လဲယေရှုမခံရသေးဘူးအိမ်မာနွေလကျွန်တော်တို့အတွက်အသက်ပေးမဲ့ဖခင်ရဲ့သားတော်သူငယ်တော်မဖွားမြင်သေးတဲ့အတွက်ကြောင့် prophet တွေလည်းရမ်းခံရတယ်တခါမှဆိုဖခင်ကပြောတယ်မင်းရဲ့မိန်းမငါမင်းရဲ့အမျိုးသမီးမင်းရဲ့ prophet ရဲ့ကတော့ prophet ကတော့ငါတတ်မယ်တဲ့ဘာကြောင့်လဲဆိုဒါပေမဲ့မင်းမငိုရဘူးတဲ့ယေဇကျေလကိုပြောတယ်မင်းမငိုရအောင်မဝမ်းနဲ့ရဘူးတဲ့အဲ့လိုပဲတဲ့ဣတေလလူမျိုးတွေလည်းအဲ့လိုခံရမှာဖြစ်တဲ့အတွက်ကြောင့်မင်းကအပြတာတဲ့ကြည့်သူ့အမျိုးသမီးဒီမနက်မှာပဲအကောင်ကြီးပြီးတော့ညနေမှာသူ့အမျိုးသမီးမရှိတော့ဘူးတိတ်သွားဒါပေမဲ့သူမငိုရအောင်ကျမ်းတယ်နော်ဒါကြောင့်လို့ဆိုရင်အပြစ်စင်ရင်ချင်းတွေပဲဟောရတယ်သူတို့အပြစ်စင်ရင်ချင်းနင်တို့ဒါတို့ခံရမယ်နင်တို့မလုံနိုင်လူလည်းမလုံနိုင်ဘူးဒါပေမဲ့ဒီနေ့မှာကျတော့ဘာဖြစ်လဲဆိုရင်ဖခင်ကအဲ့ဒီစင်ရင်ချင်းတွေမရှိတော့ဘူး throne of grace ကိုဘုရားသခင်ကကျွန်တော်တို့ကိုခေါ်လာပေးတာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ယေရှုကမိမိအသက်ကိုစွန့်တယ်ကိုတခါတည်းသူပူဇော်ပလိုက်တာဖြစ်တယ်ဘာကြောင့်လဲဆိုရင် तू ကတမန်ကျမ်းစာမှာပြောလဲဆိုရင်အဘယ်အပြစ်မြမရှိတဲ့အညစ်အကြေးနဲ့ကင်းစင်တဲ့ဘုရားရဲ့တိုးတငယ်တော်ဖြစ်တယ် तू ကကျွန်တော်တို့ဒီအပြစ်အားလုံးကို judgment လုပ်ရမှာဒီလူသားအားလုံးရဲ့အပြစ်
တင်တဲ့ကျွန်တော်ရဲ့အပြစ်ကြွေးအားလုံးဒီကြိမ်ချင်းအပြစ်အဖိုးခအပြစ်ရဲ့အခကပါလဲဆိုရင်တေချင်းပြီးတော့ပါလဲအသွေးမသွန်းမဲနဲ့အပြစ်လွတ်ခြင်းမရှိနိုင်ဟုတ်တယ်နော်ကျွန်တော်တို့ရဲ့နာကျင်ကျွန်တော်တို့ရဲ့ယောဂဝေဒနာတွေအတွက်ကျွန်တော်တို့ရဲ့ကြိမ်ချင်းအမင်္ဂလာတွေအတွက်ကျွန်တော်တို့ရဲ့ဒီအပြစ်ချွေးစီရင်ခြင်းဒီအရာခတ်သိမ်းအတွက်လူတစ်ယောက်ကဘယ်သူမှ qualify မဖြစ်ဘူးဘာလို့ဆိုတယောက်မှမကောင်းဘူးလေဒါဝိလည်း qualify ဖြစ်လားဆိုဒါဝိလည်း qualify မဖြစ်ဘူးသူတို့ရဲ့ hero mighty hero ကြီးကလည်း qualify မဖြစ်ဘူးတယောက်ပြီးတယောက်တရိษံတွေလည်း qualify တရိษံဆိုတာဘယ်လိုလုပ် qualify ဖြစ်မလဲတရိษံဆိုတာပုံဆောင်ချက်ပဲဖြစ်တယ်တိုးတွေနွားတွေအဲ့ဒီဘုရားသခင်ပူဇော်ခိုင်းတဲ့အကောင်တွေကတရက်ကြရင်ယေရှုခရစ်တော်ကအဲ့ဒီတိုးတငယ်အဖြစ်နဲ့တကယ်အစစ်မှန်တဲ့တိုးတငယ်တော်ကဘုရားသခင်ရဲ့တိုးတငယ်ကလာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လောက်ခိုင်းတာအပြစ်သွေးခိုင်းတာအဲ့ဒါပုံဆောင်ချက်ဖြစ်တယ်ဒါပေမဲ့ဒီနေ့ဖြောင့်မတ်တဲ့အသွေးအားလုံးအသွေးတွေကမဖြောင့်မတ်တော့လူသားတွေရဲ့အသွေးကအာဒံအားဖြင့်အကုန်လုံးကကြာရှုံးသွားတယ်ဒါပေမဲ့ဒီနေ့ဖြောင့်မတ်တဲ့အသွေးတည်းဟူသောယေရှုခရစ်ရဲ့အသွေးတော်အာမင်ယေရှုခရစ်ရဲ့ဒီအသွေးကကျွန်တော်တို့ရဲ့ဒီအပြစ်နဲ့ခံရမယ့်အဖိုးခအားလုံးကျင့်ချင်းအားလုံးကိုသူခံသွားတာဖြစ်တယ်သူခံလိုက်ပြီဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဗာပြောချင်လဲဆိုရင်ဒီနေ့ကယေရှုခရစ်တော်ရဲ့လှုပ်ဆောင်ခြင်းယေရှုခရစ်တော်လှုပ်ဆောင်ပေးခြင်းကိုကျွန်တော်ဒီနေ့မှာအနည်းငယ်ပြပြချင်တယ်ကျွန်တော်ထင်တာယေရှုကငါတို့အတွက်အသက်ပေးတယ်ငါတို့ယေရှုကိုငါတို့ယုံကြည်တယ်ဆိုရင်ငါတို့ငရဲသွားစရာမလိုငါတို့အပြစ်လုပ်ပြီအဲ့ဒါမှန်တယ်ဒါပေမဲ့ယေရှုလှုပ်ပေးတဲ့အရာကကျွန်တော်တို့တဘဝလုံးစာလုံလောက်တာဖြစ်တယ်ယေရှုရဲ့အသွေးတော်ကကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်အားလုံးအတွက်ကျွန်တော်တို့လုံလောက်တာဖြစ်တယ်ကျွန်တော်တို့အပြစ်ငယ်ရဲကနဲ့လွတ်ယုံတာမကနော်ကျွန်တော်ဒီလောကမှာပြင်လင်ကျွန်တော်တို့ယောဂအတွက်ယေရှုကကျွန်တော်တို့ရဲ့နာကျင်ခြင်းဒီယောဂဝေဒနာအတွက်ယေရှုဒဏ်ချက်အားဖြင့်အသေးခံတာဖြစ်တယ်သူဒဏ်ချက်အားလုံးကကျွန်တော်တို့ရဲ့အနာယောဂပျောက်ဖို့ရန်အတွက်ဖြစ်တယ်အဲကြောင့်ယေရှုရဲ့ဒဏ်ချက်အားဖြင့်သင်တို့ဒီအနာပျောက်လျက်ရှိတယ်။နောက်သင်ဟာကျမ်းမာခြင်းနဲ့ဆိုင်တော်သူဖြစ်တယ်။ကျွန်တော်တို့ဝန်ခံကြည့်အောင်ငါဟာကျမ်းမာတော်သူဖြစ်တယ်လို့ဝန်ခံကြည့်အောင် I am healthy I am well in Jesus name hallelujah ကျွန်တော်တို့ယေရှုအားဖြင့်ခံရတဲ့ကောင်းချီးမင်္ဂလာအမွေကတိတ်ကိုကြီးတယ်နိုင်ငံတော်ရဲ့အမွေလို့ပြောတယ်ဒီမှာကျမ်းစာဖြောင့်မတ်ခြင်းကိုလည်းပေးတယ်ကျွန်တော်တို့ယုံကြည်ခြင်းအဖြစ်ရတဲ့ဖြောင့်မတ်ခြင်းအကျင့်အဖြစ်ရတဲ့ဖြောင့်မတ်ခြင်းမဟုတ်ဘူးသင်ဘယ်သူလဲသင်ကဘလောက်ထိကောင်းခြင်းမင်္ဂလာရှိလဲသင်ကအောင်မြင်တော်သူသင်ဘလောက်ထိအောင်မြင်တော်သူသင်ကဒီလောကမှာဖျားသားဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ကိုယန်သူကလုံးဝမသိစေချင်ဘူးကျွန်တော်တို့ကအမျိုးမျိုးအပြစ်တင်တယ်နေညမပြတ်ညီအကိုတို့ရှိမှအပြစ်တင်တဲ့သူကစာတန်ဖြစ်တယ်ကျွန်တော်တို့ကိုအပြစ်တင်တယ်ကျွန်တော်တို့ကိုဝမ်းနေဖို့ကျွန်တော်တို့ကိုအားငယ်ဖို့ကျွန်တော်တို့ကိုစိတ်သက်ကြဖို့သူကဘာလုပ်လဲမုတာရဲ့အဘဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုလိန်ထားတယ်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုသူကမသိစေချင်အဲကြောင့်အာဒံကတကယ်ဆိုရင်ပထမလူအာဒံကဖျားအရန်ကောင်းချီးပေးထားတဲ့သူဖြစ်တယ်ဖျားသားလည်းဖြစ်တယ်သူကဒါပေမဲ့သူ့ရဲ့ဖြစ်ခြင်းကိုသူမိတ်ပြီးတော့ဖျားနဲ့တူချင်လာတယ်သူကဘာကြောင့်စာတန်ကမုတာရဲ့အဘဖြစ်တယ်စာတန်ကဘာလုပ်လဲဆိုရင်လိန်ပြီးတော့လက်ဖျားယုံတာမကဘူးသူကကျွန်တော်တို့ကိုခိုးတယ်တတ်တယ်ဖျက်ဆီးတယ်သူ့ရဲ့အလုပ်ကအဲ့ဒါဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုသူကဘာနဲ့အသက်ရှင်စေချင်လဲဆိုရင် guilty conscience နဲ့သူအသက်ရှင်စေချင်တယ် guilty conscience ကိုလုံနိုင်တဲ့အပေါ်မှာပဲဘုရားသခင်ငါတို့ကိုကောင်းချီးပေးမယ်
ငါစူးစမ်းနိုင်တဲ့အပေါ်မှာငါထိုက်တန်တဲ့အပေါ်မှာဘုရားသခင်ကငါအကျင့်ပို့ကြည့်ပြီးတော့ဘုရားငါ့ကိုကောင်းချီးပေးမယ်ထင်တယ်ငါ့ကိုလက်ခံမလားမလက်ခံဘူးလားငါအကျင့်လေးကို तू အနေ့တိုင်း तू စောင့်ကြည့်နေလားမသိဘူးငါကောင်းချီးငါဒီနေ့တော့ငါကောင်းတာတွေမလုပ်နိုင်တဲ့ကြောင့်ငါကောင်းချီးမရှိဘူးထင်တယ်ဒီနေ့ငါကတော့မထိုက်တန်ပါဘူးငါအဲ့လောက်ကြီးတော့ငါမထိုက်တန်ပါဘူးကြည့်ကျွန်တော်တို့ရဲ့အတွေးခေါ်ထဲမှာမုတာမာယွန်းခြင်းတွေ तू လာထည့်ပေးတာဖြစ်တယ်ငါတို့အဲ့လောက်တော့မလုံနိုင်ပါဘူးအဲ့ဒီຢာတွေ तू နေ့တိုင်းမှာကျွန်တော်တို့ကို तू မာယွန်းနဲ့အရာဖျားနဲ့အဲ့ကြောင့်ကျွန်တော်တို့ကောင်းတဲ့အရာပေါ်မှာဘုရားသခင်ကျွန်တော်တို့ကောင်းချီးပေးတာမဟုတ်ဘူးဖြစ်တယ်ကျွန်တော်တို့လုံနိုင်တဲ့အပေါ်မှာဘုရားသခင်ကကျွန်တော်တို့ကိုကောင်းချီးပေးတာလည်းမဟုတ်ဘူးသူ့ရဲ့လှုပ်ဆောင်ခြင်းအားဖြင့်သူအဲ့ဒီຢာကိုယုံကြည်တဲ့သူကကောင်းချီးခံစားရတဲ့သူဖြစ်လာတယ်ယေရှုရဲ့လှုပ်ဆောင်ခြင်းကိုကျွန်တော်တို့ကအဲ့ဒီຢာကိုနားလေသဘောပေါက်ပြီးတော့အကောင်းကြီးမင်္ဂလာအလုံးစုံကိုယေရှုတော်အားဖြင့်အမွေခံရတဲ့သူဖြစ်လာတာဖြစ်တယ်ကိုယ့်ရဲ့စူးစမ်းခြင်းလှုပ်ဆောင်ခြင်းကိုကြည့်ပြီးတော့ဘုရားသခင်အသင်ကိုကောင်းချီးပေးလိုက်မပေးလိုက်နော်နည်းနည်းဆုံးမလိုက်နင်ကဒီလောက်ထိစိုးထားတယ်ဆိုတော့နင့်ကိုတော့နည်းနည်းတော့ယောဂလေးပါလေးပေးရမယ်ထင်တယ်နော်အဲ့လိုမျိုးမဟုတ်ဘူးဘုရားကနင်ဒီလောက်ထိစိုးထားတယ်ဆိုတော့နင်နည်းနည်းတော့ပြန်ဝစ်လဲမယ်နော်နင်နည်းနည်းတော့နင်သူများကိုဒီလိုလုပ်ထားတယ်မိသားစုမှာဒါတွေဖြစ်တယ်နည်းနည်းတော့ပြန်ဝစ်လဲမယ်ကြည့်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းအပေါ်မှာကျွန်တော်တို့ကိုမတ်တက်ရက်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ပေါ်မှာမတ်တက်ရရမယ်သူတွေမဟုတ်ယေရှုရဲ့လှုပ်ဆောင်ခြင်းပေါ်မှာကျွန်တော်တို့ကမတ်တက်ရရမယ်သူတွေဖြစ်တယ်ငါကောင်းတဲ့သူမဟုတ်ပါဘူးငါထိုက်တန်တဲ့သူလည်းမဟုတ်ဒါပေမဲ့ယေရှုအပြင်ငါထိုက်တန်တော်သူဖြစ်တယ်ကျွန်တော်တို့ကဲတင်ချင်းခံရဖို့ရန်အတွက် qualify ဖြစ်ဖို့ရန်အတွက်လိုအပ်တာပါလဲဆိုရင်ကိုငါမကောင်းဘူးငါမလုံနိုင်ဘူးလို့မြင်မယ်ဆိုရင်သင်က qualify ဖြစ်သွားတာဖြစ်တယ်ဒါပေမဲ့တစ်ခါတလေမှာငါလုံနိုင်လို့ငါကောင်းလို့ဘုရားငါ့ကိုကောင်းချီးပေးရမယ်ဘုရားငါ့ကိုလက်ခံမယ်မဟုတ်ဘူးဘုရားကအဲ့ဒီအပေါ်မှာမဟုတ်ဘူးကိုမြင်ပြီးတော့ငါ qualify ငါမကောင်းပါဘူးငါမလုံနိုင်ပါဘူးဆိုတဲ့ qualify ဖြစ်သွားတာဖြစ်တယ် qualify ကျွန်တော်သက်တာဓမ္မကျွန်တော်ကဘာထင်ခဲ့လဲဆိုရင်ငယ်ကလေးကလိမ်မာတယ်လို့ကိုယ့်အကူထင်တဲ့အတွက်ကြောင့်ဘုရားငါ့ကိုအရန်ကောင်းချီးပေးရမယ်နော်ဟိုတယောက်ကိုဒီလောက်ထိကောင်းချီးပေးတယ်ဆိုသူ့ထက်ငါပိုကောင်းတယ်ရောလိမ်မာတယ်ရောငယ်ကလေးကဖျားเจ้าမှာကြီးလာပြီးတော့ကျွန်တော်ရဲ့ဂုံယူတဲ့ຢာပါလဲဆိုရင်ငါတခါမှငါဖျားเจ้าမပြတ်ဘူးငါဖျားเจ้าမှာသူများဆက်ငါစက္ကတ်တယ်10 နှစ်လုံးကျွန်တော်ဖျားเจ้าတစ်ခါပဲပြတ်တယ်တစ်ခါပြတ်တာတော့မှactivity တစ်ခုရှိလို့ငါလုံးဝငါဖျားလည်းမဖျားဘူးကွာငါဖျားလည်းမဖျားရအောင်အဲ့ဒီຢာပေါ်မှာဖျားငါ့ကိုကောင်းချီးပေးမယ်ငါစက္ကတ်နိုင်တဲ့အပေါ်မှာငါသူများသက်အဲ့လိုမျိုးအကြောင်းအရန်လုံနိုင်လို့စက္ကတ်နိုင်လို့ကောင်းချီးရမယ်ဆိုရင်ကျွန်တော်အကောင်းကြီးအရာဆုံးဖြစ်ရမှာဒါပေမဲ့မဟုတ်ဘူးလေအဲ့ဖျားအဲ့လောက်မရှိကိုကောင်းတဲ့အပေါ်မှာကျွန်တော်ကကျင့်ပြီစကျင့်ပြီကျွန်တော်ဝက်သားလည်းမစားတော့ဘူးဖျားမကြိုက်ဘူးကွာဝက်သားမစားတော့ဘူးကျွန်တော်ဥပုပ်လည်းဆောက်ပြီဘုရားဥပုပ်စနေနေ့ဆောက်ရမယ်ဒါငါနေ့ရက်ကိုငါတို့ကြည့်မရမယ်ကျွန်တော်စနေအသိတော့မဟုတ်ဒါပေမဲ့ဥပုပ်ဆောက်မယ်ဥပုပ်လည်းဆောက်မယ်လှုပ်လို့ရသမျှအားလုံးကျွန်တော်လုပ်မယ်ကွာဘုရားလက်ခံဖို့ဘုရားငါ့ကိုချိန်နှက်ဖို့ဘုရားငါ့ကိုကောင်းချီးပေးဖို့ငါလုပ်တော့မယ်ကွာတကယ်ဆိုရင်ဘုရားကတင့်ကိုဘယ်အချိန်မှာစချစ်လဲဆိုရင်သင်အပြစ်ရှိစင်ပင်လေဘုရားသခင်ကတင့်ကိုချက်တာဖြစ်တယ်အကျိုးနဲ့ငါတို့ဒီအကျိုးနဲ့ရှိစင်ပင်ယောမခန်းကြီး9မှာအပြစ်ရှိသောသူအတွက်မတရားသောသူအတွက်ယေရှုကသိခံတယ်တဲ့သင်ကောင်းတယ်ဆိုရင်ယေရှုလာစရာမလိုဘူးသင်အရန်လုံနိုင်တယ်သင်တော်တယ်သင်ထိုက်တန်တယ်ထောက်မှတ်နိုင်တယ်ဆိုရင်ယေရှုလည်းကြွလာစရာမလိုဘူးယေရှုကိုလည်းမလိုအပ်ဘူးအဲကြောင့်နာတော့သူကစေသမားကိုလို့ရှိရင်မနာတဲ့သူကစေသမားလို့မလိုအပ်ဘူးတဲ့အဲကြောင့်ငါကကြောက်တဲ့သူတို့ငါရှာဖို့လာတယ်တဲ့ငါဆိုးတဲ့သူတွေကိုငါရှာဖို့လာတယ်ယေရှုကကောင်းတဲ့သူတွေဖာရိရှဲတွေကငါအရန်ကောင်းတယ်ငါဟိုအခွန်ခံတဲ့ငါမတူဘူးငါတို့အစားရှောင်းတယ်ကောင်းတဲ့သူတွေဒါပေမဲ့ဖာရိရှဲတွေကယေရှုနဲ့အဆင်မပြေဘူးအချိန်လုံးရံဖြစ်တယ်
ဘာကြောင့်လဲဆိုသူတို့လုံနိုင်တဲ့အပေါ်မှာမတ်သက်ရက်လာတယ်ကျွန်တော်လည်းပဲကိုလုံနိုင်ခြင်းပေါ်မှာငါကောင်းချီးရလိမ့်မယ်ငါ့ကိုဘုရားသခင်လုံးဝကောင်းချီးပေးမယ်ငါငယ်ရကတည်းကငါသူများနဲ့ငါသူများတဲ့ငါပိုလိမ္မာအောင်ငါနေတယ်ကွာငါကောင်းချီးခံစားရမယ်ကောင်းချီးငါ့ကိုဘုရားသခင်ပေးရမယ်အဲ့လိုကျမ်းစာထဲမှာရှိသမျှကျွန်တော်လှုပ်လာတယ်ကျွန်တော်လှုပ်တယ်အရေးဖြားလေးရမယ်ဆိုရင်အဲ့တော့နော်အရေးဖြားလဲလီးမယ်ကွာဘာဖြစ်လဲအဲ့တော့တိုးလေးနော်ဒါပေမဲ့ပြောချင်တာအကုန်လုံးမယ်ဒါပေမဲ့ပြောချင်တာယုံကြည်ခြင်းကိုသဘောမပေါက်ယုံကြည်ခြင်းတရားကိုသဘောမပေါက်ကျေးဇူးတော်ကိုသဘောမပေါက်ဘုရားနှုတ်ကပတ်တော်ကိုနားမလဲအကုန်လှုပ်တယ်နောက်ဆုံးဘာတော့လှုပ်ချင်လဲဆိုရင်ရစ်တောင်ပူဇော်ချင်တာငါအပြစ်တွေနည်းနည်းရှိလာရင်ငါရစ်လေးပါလေးပူဇော်ရင်တိုးတွေပါနွားတွေရှာပြီးတော့ရစ်ပလင်လေးတီးပြီးတော့ဟာလှုပ်ရင်ကောင်းမလားအိမ်နောက်ဖေးမှာလှုပ်ရမလားဒါပေမဲ့ကျမ်းစာကပြောလဲဆိုရင်အဲ့ဒါလက်မခံလို့အဲ့ထိမသွားဘူးဘုရားသခင်ကပြောလဲငါနာမတီယာရက်ယေရုရှလင်မြို့အဲ့မောရီတောင်မှာယေရုရှလင်ဗိမာန်တော်ထဲမှာပဲလှုပ်ရမယ်ကျန်တဲ့နေရာလှုပ်ခွင့်မရှိဘူးပြီးတော့လှုပ်ရင်လည်းကိုယ်စိတ်ကြိုက်လှုပ်လို့မရဘူးရစ်ဘရောဟိတ်လို့တယ်ရစ်ပလင်လို့တယ်ဗိမာန်တော်လို့တယ်အဲ့နေရာငါနာမတီယာရက်မှာပဲဖြစ်ရမယ်ဆိုတော့ဒီနေ့မှာဗိမာန်တော်လည်းမရှိဘူးရစ်ဘရောဟိတ်လည်းမရှိတော့အဲ့ဒါလှုပ်လို့မရလို့တာမလှုပ်တော့ဘူးကွာရပြီငါအဲ့လောက်တော့ငါလှုပ်ဆရာမလို့တဲ့ကြောင့်ငါမလှုပ်တော့ဘူးအဲ့လောက်ထိတော့ဒါပေမဲ့ကြံတာတွေအားလုံးကလှုပ်မယ်ကွာအဲ့ဒါကျွန်တော်ပြည့်ညက်တရား633ချက်ဟုတ်တယ်နော်ဒီမှာရှိတဲ့သူတွေသိလား633ချက်တော့အကုန်လုံးကျွန်တော်ချရေးတာကျွန်တော်ချရေးတယ်ဟာ630မပြည့်မချင်းကျွန်တော်ချရေးတယ်ဘယ်ဟာတွေငါလိုတယ်ဘယ်ဟာတွေငါကျင့်ရမလဲသူများကိုလိုမလုံနိုင်ဘူးဆိုရင်ကျွန်တော် adjustment လုပ်တယ်ကြည့်ငါတို့ဒီလိုလုံနိုင်တယ်ငါတို့ကဖျားငါတို့ဒီလိုကျင့်ရမယ်နင်တို့ယုံကြည်ခြင်းမပါတဲ့အကျင့်ရအသေးပဲပါညာကျွန်တော်ပြောပြီဒါပေမဲ့အဲ့ဒီအကျင့်ကြောင့်ကယ်တင်ခြင်းရမယ်ဆိုရင်ဖာရိရှဲတွေရမှာဒါပေမဲ့ဖာရိရှဲတွေမရအောင်စဉ်းစားကြည့်ကျွန်တော်တို့ရဲ့ကောင်းတဲ့အကျင့်တွေကအရင်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီຢာကျွန်တော်တို့ကယ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဖြစ်ခြင်းအာဒံအားဖြင့်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့အပြစ်သားဖြစ်ခြင်းကိုသင်ကနားလေသဘောပေါက်ပြီးတော့ဒီနေ့သင်နဲ့ကျွန်တော်ကိုကယ်တင်တဲ့အရာကဘုရားရဲ့ကျေးဇူးတော်ပဲဖြစ်တယ်ဘုရားရဲ့ကျေးဇူးတရားအားဖြင့်ကျွန်တော်တို့ကအပြစ်စီရင်ခြင်းကနဲ့လွတ်မြောက်ခြင်းခွင့်ကိုရတာဖြစ်တယ်ကျွန်တော်တို့လုံနိုင်တာလောက်နဲ့ဆိုရင်ဘုရားကကျွန်တော်တို့လုံနိုင်တာလောက်ပဲဆိုရင်တော့ကျွန်တော်တို့ကဘုရားကောင်းချီးရဖို့လည်းမထိုက်တန်ပါဘူးဖာရိရှဲတွေလောက်ကျွန်တော်မလုံနိုင်ဘူးယူဒလိုမျိုးတွေလောက်ကျွန်တော်မလုံနိုင်ဘူးဒါပေမဲ့ဘုရားကကျေးဇူးတော်တတ်ကြောင့်အာမင်ယေရှုခရစ်တော်ကိုကျွန်တော်တို့အတွက်သူပြင်ဆင်ပေးတာဖြစ်တယ်အကောင်းဆုံးယေရှုရဲ့လှုပ်ဆောင်ပေးခြင်းအဖြစ်ကျွန်တော်တို့ကဒီနေ့ထိုက်တန်ယုံတာမကကျွန်တော်တို့ဟာဖြောင့်မတ်သောသူအဖြစ်နဲ့ဘုရားသခင်ရှေ့မှာဘုရားသတ်မှတ်တာဖြစ်တယ်နိုင်ငံတော်ရဲ့အမွေခံနေနဲ့ဘုရားသခင်သတ်မှတ်ပေးတယ်ဘုရားရဲ့သားသမီးအဖြစ်နဲ့ဘုရားသခင်လက်ခံတယ်ဒီနေ့ကျွန်တော်တို့ခမဲတော်ကိုအဖလို့ကျွန်တော်တို့ဒီနေ့ခေါ်ခွင့်ရတယ်ကျွန်တော်တို့ရဲ့ကောင်းခြင်းမကောင်းခြင်းကြောင့်မဆိုင်ဘူးဒီနေ့ကျွန်တော်တို့ကအေးလဲကောင်းကြီးမင်္ဂလာခံရတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့လုံနိုင်ခြင်းကြောင့်မဟုတ်ယေရှုရဲ့လှုပ်ဆောင်ခြင်းကြောင့်ဖြစ်တယ်အဲ့ဒီအရာကိုသဘောပေါက်ပြီးတော့ကိုယ့်ရဲ့ identity ကိုသဘောပေါက်သွားပြီဆိုရင်ဒီနေ့သင်နဲ့ကျွန်တော်ကိုဘယ်သူမှရက်တန့်လို့မရတော့ယေရှုရဲ့လှုပ်ဆောင်ပေးခြင်းကလုံလောက်ရုံမကပူရှင်တာဖြစ်တယ်အသွေးတော်ကလုံလောက်ရုံမကပူရှင်တယ်ဘုရားကဒီနေ့ကျွန်တော်တို့ရဲ့ဒုစရိုက်အပြစ်တွေကိုမမှတ်တော့ဘူးဒီအကြောင်းပြောပြီးတော့ကျွန်တော်အဆုံးသတ်ချင်တယ်အားလုံးလည်းအိတ်ချင်နေပြီလားမသိဘူးเนาะဒုစရိုက်အပြစ်ကိုမှတ်တော်မမူအာမင်ဘုရားကျွန်တော်တို့ရဲ့ဒုစရိုက်အပြစ်ကိုမမှတ်ဘူးအပြစ်လွတ်ခြင်းအခွင့်ကိုကျွန်တော်တို့အပိုင်ပေးလိုက်တယ်အဲကြောင့်ဒီနေ့ယေရှုရဲ့လှုပ်ဆောင်ခြင်း
ကိုကျွန်တော်ပြောပြီးတော့အဆုံးသတ်ခြင်းတယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းယေရှုရဲ့လှုပ်ဆောင်ပေးခြင်းကကျွန်တော်တို့ကိုအပြစ်သားကနဲ့ဖြောင့်မတ်တော်သူ righteousness of God in Christ ဖြစ်စေတယ်အပြစ်သားမဟုတ်တော့ဘူးကျွန်တော်တို့ကဘေးရတငယ်ချင်းပြောအတင်းအပြစ်သားမဟုတ်တော့ဘူးတင်းမှာအပြစ်မရှိတော့ဘူးဖခင်အတင်းရဲ့အပြစ်တွေကိုမအောင်မေးတော့ဘူးဘာကြောင့်လဲဆိုတော့ဖြောင့်မတ်တော်သူဖြစ်သွားပြီအာမင်ဒီနေ့သင်ကစင်ရဲသားမဟုတ်တော့သင်ဟာယေရှုအားဖြင့်စီးစိမ်ရှိတော်သူဖြစ်တယ်သင်ဟာကြွယ်ဝတော်သူဖြစ်တယ်ယေရှုရဲ့စင်ရဲခံခြင်းကကျွန်တော်တို့ရဲ့စီးစိမ်ကြွယ်ဝခြင်းဖြစ်လာတယ်ချမ်းသာခြင်းဖြစ်လာတယ်ပိုင်ထိုက်တော်သူအမွေခံဖြစ်လာတယ်ပြီးတော့ကျွန်တော်တို့ရဲ့ခံရတဲ့အနာယောဂါအားလုံးကျွန်တော်တို့ဒီနေ့မှာသင်ကယောဂါနဲ့သင်ကအသက်ရှင်စရာအကြောင်းမရှိဘူး။ဘာလို့လဲအဲ့ဒါသင်ရပိုင်ခွင့်ဖြစ်တယ်။သင်ရဲ့ကောင်းကြီးယေရှုလှုပ်ဆောင်ပေးသွားတဲ့လှုပ်ဆောင်ခြင်းယေရှုလှုပ်ဆောင်ပေးတဲ့ပုံမှာသင်ကယုံကြည်တဲ့အခါမှာသင်ကဖြောင့်မတ်ခြင်းတောင်ရတယ်ဆိုရင်ထာဝရအသက်တောင်သင်ရတယ်ဆိုရင်ကျမ်းမာခြင်းလည်းသင်ရပြီ။အဲ့ဒီຢာကဘာဖြစ်သွားလဲဆိုအာဒံဆုံးရှုံးသွားခဲ့တဲ့ຢာဖြစ်တယ်အာဒံကအစတုန်းကအသက်ရှည်တယ်မသေးဘူးယောဂမရှိဘူးမစင်းရဲဘူးမပင်ပန်းဘူးအာဒံကဒါပေမဲ့အပြစ်ရောက်လာတဲ့အခါမှာအပြစ်ကသေတယ်အိုတယ်နာတယ်ကြိမ်ချင်းရှိတယ်ပင်ပန်းတယ်အဲ့ဒီຢာအားလုံးကိုယေရှုကဒီနေ့မှာပြန်ပြီးတော့သူကပြန်လှုပ်ပေးသွားတာဖြစ်တယ်အော်ဒီနေ့အနာယောဂအတွက်ယေရှုကဒဏ်ချက်အားဖြင့်ကျွန်တော်တို့ရဲ့ပြင်ပန်းခြင်းတွေအတွက်လည်းယေရှုကကျွန်တော်တို့ကိုအတွက်လှုပ်ပေးပြီးသွားပြီဖြစ်တယ်တမန်ကျမ်းစာပြောတယ်မြေကအဲ့နေရာစပြီးတော့အာဒံပြစ်မှာတဲ့နေရာစပြီးမြေကကြိမ်ချင်းအားမင်္ဂလာဖြစ်သွားပြီးတော့စူးပြင်ပေါက်တယ်အရင်တော့မြေကြီးကစိုက်တာနည်းနည်းလေးစိုက်လိုက်ရင်တော့အများကြီးသေးတာဒါပေမဲ့အခုကျတော့စူးပြင်ပေါက်တော့မသိတော့မြေကြီးရဲ့ကြိမ်ချင်းခံရတယ်ပြင်ပန်းခြင်းဖြစ်လာတယ်အဲ့နေရာစပြီးတော့ပြင်ပန်းခြင်းအပြစ်တရားအခပင်အဲ့ဒီဟာပြင်ပန်းခြင်းဖြစ်တယ်နဖူးကချွေခေါင်းကချွေရမြေတို့ကြမကြိုင်အစာမစားရအောင်ပြင်ပန်းခြင်းအဲ့ချွေယေရှုလှုပ်ဆောင်ပေးခြင်းထဲမှာအဲ့ကျွန်တော်တို့ရဲ့ပြင်ပန်းခြင်းတွေအတွက်သူလှုပ်ဆောင်ပေးတာဖြစ်တယ်အေဒီဥယျာဉ်မှာဆုံးရှုံးခဲ့တဲ့အရာကိုဂေဒေရှမန်ဥယျာဉ်မှာယေရှုကသူ့ရဲ့ချွေးကသွေးကဲ့သို့ကြချွေးဆက်ကသွေးကဲ့သို့သူကြပြီးတော့အဲ့ဒီမြေကြီးကစူးအဲ့ဒီမြေကြီးကဖြစ်တဲ့စူးကိုယေရှုကဘာလုပ်လဲသိလားအဲ့ဒီကြိမ်ချင်းအမင်္ဂလာကိုလေသူ့ရဲ့ခေါင်းပေါ်မှာအဲ့စူးရစ်တဲ့ဖို့ဆိုတာအလကားဆောင်တာမဟုတ်ဘူးအဲ့ဒါသင်နဲ့ကျွန်တော်တို့ဒီနေ့မှာပြင်ပန်းခြင်းထဲကတင်လွတ်မြောက်သွားလို့ဖြုတ်ဖြစ်တယ်တင်ကြိမ်ချင်းအမင်္ဂလာမြေကြီးရဲ့ကြိမ်ချင်းတွေကနေတင်လွတ်မြောက်ဖို့ရန်အတွက်ယေရှုလှုပ်ဆောင်တာဖြစ်တယ်အဲ့ဒါတင်အတွက်တင်နဲ့ကျွန်တော်တို့အတွက်ဖြစ်တယ်အဲ့ဒီစူးဒီနေ့မှာတင်လှုပ်သမျှအောင်မြင်မယ်တင်ပြုတ်လေသမျှမှာအောင်ခြင်းအခွင့်ကိုဘုရားသခင်ပြင်ဆင်ပြီးဖြစ်တယ်ဘာကြောင့်လဲတင်မှာကြိမ်ချင်းအမင်္ဂလာမရှိတော့ယေရှုယူသွားလိုက်ပြီအဲ့မြေကြီးကိုကြိမ်ချင်းခံရတဲ့ပြင်ပန်းခြင်းတွေအားလုံးယေရှုကစူးရစ်တဲ့ဖူဒီနေ့မှာတင်ကချွေးထွက်ပြီးတော့ပြင်ပန်းစရာမလိုတော့ဘူးကြိမ်ချင်းအမင်္ဂလာချွေးကမြေတို့ကြားတဲ့တိုင်သမင်းစားရမယ်နဖူးကချွေးကချိန်မသီးနော်အဲ့ဒါကြားမှုတယ်မလားဒါပေမဲ့အဲ့ဒါကျမ်းစာထဲမှာမပါပါဘူးနော်ဥကောင်းကချွေးကမြေတို့ကြားတဲ့ဒါပေမဲ့သူ့ပါတယ်အဲ့ဒါကြိမ်ချင်းအမင်္ဂလာအဲ့ဒီအရာအတွက်လေယေရှုကလက်ဝါးကားတဲ့မှာလှုပ်ဆောင်ပေးလိုက်ပြီဖြစ်တယ်။နောက်ဒီမြေကြီးပေါ်မှာဘုရားသခင်ကအနာယောဂအတွက်လည်းယေရှုခံလိုက်ပြီ။ကြိမ်ချင်းအမင်္ဂလာအတွက်လည်းသူခံလိုက်ပြီ။ဒီနေ့မှာသင်နဲ့ကျွန်တော်အတွက်ဘုရားကယေရှုလုပ်ပေးတဲ့အရာတွေအားလုံးကကျွန်တော်ရဲ့ခန္ဓာရောစိတ်ရောဝိညာဉ်ရောအတွက်ဖြစ်တယ်။ဒီတစ်ခုပြောပြီးတော့ကျွန်တော်အဆုံးသတ်တော့မယ်။အယံကိုနစ်လို့ပွဲကောင်းတဲ့သူဖြစ်တယ်ရှောလမုန်တခြင်းမှာပြောလဲဆိုရင်1000မှာအယောက်1000မှာအချောဆုံးနဲ့
နော် the most beautiful in 10,000 ယေရှုကအယံကိုလှပတယ်အယံကိုနစ်လို့ပွဲနော်လှပတဲ့သူဖြစ်တယ်အယံချစ်စရာကောင်းအယံချော်လာမဲ့အဲ့ဒီຢာဘာဖြစ်သွားလဲဆိုရင်ဟေရှာယအခန်းကြီး53မှာယေရှုကနစ်လို့ပွဲတော့ပမာဏမရှိဘူးလူရုပ်တော်မမတ်မိတော့လောက်ထိသူနှိပ်စက်ခံရတယ်အထိုးခံရတယ်စသွေးနဲ့ထွေးတယ်ယေရှုကမချောတော့ဘူးယေရှုအယံယေရှုမျက်နှာမလာတော့အဲ့ဒီအရာကဒီနေ့တင်တဲ့ကျွန်တော်ချောပြီးတော့လာပါဖို့ရန်အတွက်ဖြစ်တယ်အာမင်ဒီမှာရှိတဲ့သူတွေမနှုတ်ပြချင်ဘူးလားတင်ပိုနှုတ်ပြလာလိမ့်မယ်တင်ပိုချောလာလိမ့်ပါဆိုယေရှုကရုပ်ဆိုးပြီးတော့သူအသေးခံခဲ့တာနစ်လို့ပဲပြန်လာမှမရှိဘူးဘယ်သူမှတော့မမှတ်မိဘူးဒီနေ့တင်တဲ့ကျွန်တော်ဟာနှုတ်ပြခြင်းအခွင့်အာမင်ကျမ်းမာခြင်းအခွင့်ချမ်းသာခြင်းအခွင့်အားလုံးပဲအပြစ်လွတ်ခြင်းအခွင့်လွတ်ခြင်းခံရတယ်ဒီနေ့ကျွန်တော်ကဒီသတင်းကောင်းမပြောရင်ကျွန်တော်ကဘာကိုပြောရမှာလဲဒီကယ်တင်ခြင်းသတင်းစကားဧဝံဂေလိသတင်းစကားကိုကျွန်တော်မပြောရင်ဘာကိုဟောရမှာလဲကျွန်တော်ကဘာတွေ judgment ဟောရမှာလား judgment ဟောခြင်းဓမ္မဟောင်းကျမ်းမှာသွားရမယ်ဒါပေမဲ့ဒီနေ့မှာဓမ္မဟောင်းကျမ်းမရှိဘူးဒီနေ့မှာယေရှုကြောင့်ကျွန်တော်ကလွတ်မြောက်တော်သူယေရှုကြောင့်ကျွန်တော်တို့ကချမ်းသာတော်သူဖြောင့်မတ်တော်သူနှုတ်ပြလာပါတဲ့ပြန်ပုံနှုတ်ပြလာလိမ့်မယ်အာမင်အာမင် receive it အာမင် hallelujah ပို့အိုလာမှာမဟုတ်ဘူး younger နော်ခြေဆောင်ချင်းနေ့ရက်တိုင်အောင်မအိုတော့ဘူးအဲ့ဒါတကယ်နော်အဲ့ဒါအလကားပြောတာမဟုတ်ဘူးကျမ်းစာထဲမှာ grace ဂျေဇုတော်နဲ့ပုံဆောင်တဲ့အမျိုးသမီးတယောက်ရှိတယ်အဲ့ဒါစာရာဖြစ်တယ်အာဗြဟံရဲ့အမျိုးသမီးစာရာဖြစ်တယ်ဟာဂရကျတော့ပြည့်ညက်တရားနဲ့ပုံဆောင်တယ်သူ့ရဲ့ကျွန်မကျတော့သူကကျတော့ဂျေဇုတော်နဲ့ပုံဆောင်တဲ့အမျိုးသမီးကအသက်80မှာတော့ရှင်ဘုရင်တွေကလူရတာဖြစ်တယ်အသက်80မှာရှင်ဘုရင်တွေလူရတယ်ဒါတကယ်ဖြစ်သွားတဲ့ကိစ္စဖြစ်တယ်သူပဲလားဆိုလည်းမဟုတ်ဘူးအဲ့လိုပဲအစ္စရဲ့အမျိုးသမီးရဘက်ကလည်းအဲ့လိုပဲဘုရင်တွေလူရတယ်ဒီနေ့မှာကျွန်တော်တို့နှုတ်ပြမချင်ဘူးလားမချမ်းမချင်ဘူးလားယေရှုအားလုံးလုပ်ပြီးသွားပြီစိတ်ချမ်းသာဖို့လည်းယေရှုလုပ်ပြီးသွားပြီယေရှုနှလုံးကြေကွဲတယ်နှလုံးကြေကွဲယေရှုနှလုံးကကွဲသွားတာအဲကြောင့်သူကတွေးချွေးကတွေးလို့ထွက်လာတယ်ယေရှုနှလုံးကြေကွဲသွားတယ်အဲ့ဒါတင်တဲ့ကျွန်တော်တို့ဖြစ်တယ်ယေရှု qualify အဲကြောင့်တပါးသီးတော့သားတော်ယေရှုကရိုးတာမန်ကျွန်တော်တို့ကရိုးတာမန်လို့မဟုတ်ဘူးအဲ့ဒါကြီးကြောင့်ဒီနေ့သင်ကယေရှုကိုရပြီဆိုရင်သင်အောဖွယ်ရာသင်ရဲ့တသက်ထဲမှာထူးခြားတဲ့သူဖြစ်လာလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ဒီအရာပြောပြီးကျွန်တော်အဆုံးသတ်ပြီ။နော်ကျွန်တော်အဆုံးသတ်3ခါရှိပြီ။နော်ယူဒပြည်ဗက်လေမြို့တင်ဒီမြို့ငယ်မြို့ရုပ်မဟုတ်ဒါပေမဲ့ तू ကအရင်တော့မြို့ငယ်မြို့ရုပ်ဖြစ်တယ်။စီးပွားရေးအဆင်မပြေဘူးနော်လူတွေတိတ်ဇဲမကောင်းတာဖြစ်မယ်နော်တေးလေးဖြစ်မယ်အမျိုးဖြစ်မယ်မအောင်မြင်တဲ့ဘာမှ spiritual မှာလည်းမအောင်မြင်တာဖြစ်ရင်ဖြစ်မှာပေါ့ not space လို့တော့မဟုတ်ပါဘူးဒါပေမဲ့ယေရှုရောက်လာတဲ့ချိန်ဗက်လေမျိုးကနာမည်ကြီးသွားပြီသင်ဒီမြို့ငယ်မြို့ရုပ်မဟုတ်တော့ဘူးတဲ့အာမင်ဒီနေ့သင် Northville မြို့ hallelujah ဒီနေ့ယေရှုကိုသင်ရဗဟိုပြုပြီဒီရက်ဒီအသင်းတော်ဒီနေရာဒီမိသားစုမှာယေရှုကြောင့်လို့သင်ဝန်ခံပြီယေရှုအားဖြင့်ယေရှုပဲလို့သင်ပြောပြီဆိုရင်ယေရှုရောက်လာပြီဆိုရင်အဲ့ဒီမြို့က history maker ဖြစ်မှာ Northville မြို့ကြီးက history maker ဖြစ်တယ်အာမင်ကြဲလေးနော်အချင်းအားကြီးတော့စွန့်တရေတွေဘယ်လိုဖြစ်သွားတာလဲအိမ်ငိုင်းတော့မလားမသိပါဘူးနောက်လာပါနော်အချင်းအားကြီးတော့စွတ်တရေဘေးကတကယ်ချင်းပြောလက်မောင်းပုတ်ပြီးတော့အချင်းအားကြီးတော့စွတ်တရေတင်ဟာအားနေတဲ့သူမဟုတ်ဘူးတင်ဟာယေရှုအားဖြင့်တတ်စွမ်းနိုင်တော်သူဖြစ်တယ်ခရစ်တော်အားဖြင့်တင်ခတ်သိမ်းတော်မူကိုတတ်စွမ်းနိုင်ပြီ
အော်ဘွယ်ဘုရားသခင်အသင်ကိုကောင်းချီးပေးမှာတရားဖြစ်ဘုရားသခင်အော်ဘွယ်အမှုပြုမှာဖြစ်တယ်ယေရှုရောက်လာပြီဆိုရင်သင်ဘဝအထူးခြားသွားပြီယေရှုရောက်လာပြီဆိုတော့အရင်နဲ့သူချာကြောင်းမှမရှိတာတရားရန်သူကိုအောင်နိုင်တော်သူစာတန်ကိုအောင်နိုင်တော်သူတေချင်းကိုအောင်တော်သူဖြစ်သွားပြီကျွန်တော်တို့မှာဘာမှမကောင်းဘူးဆိုတဲ့အရာတခုမှမရှိတော့မကောင်းသမျှအရာအားလုံးယေရှုယူဆောင်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်ဒီနေ့အဲ့ဒီလက်ဝါးကားတိုင်းမှာပြုခဲ့တဲ့နှုတ်ကပတ်တော်ကပါလဲဆိုရင်လေပေတရုကျမ်းမှာပြောနှုတ်ကပတ်တော်ကကျွန်တော်တို့ဟောပြောတဲ့နှုတ်ကပတ်တော်လို့ပြောလာတဲ့အခါမှာအဲ့ဒါဧဝံဂေလိတရားတဲ့အာမင်နှုတ်ကပတ်တော်ပြောတဲ့အခါပါလဲဆိုရင်ဧဝံဂေလိတရားဗြဉ္ဉ်တရားအသစ် New Covenant ဘုရားသခင်ယေရှုအားဖြင့်ဒီနေ့မှာကျွန်တော်တို့ကိုယေရှုပြုတဲ့ယေရှုတရားဖြစ်တယ်အဲ့ဒါနှုတ်ကပတ်တော်ဖြစ်တယ်တမန်တရားလည်းဖြစ်တယ်ယုံကြည်ခြင်းတရားလည်းဖြစ်တယ်ဖြောင့်မတ်ခြင်းတရားလည်းဖြစ်တယ်တည်င်းကောင်းလည်းဖြစ်တယ်ဘုရားရဲ့ကောင်းမြတ်ခြင်းဖြစ်တယ်ဘုရားရဲ့မေတ္တာတော်ဖြစ်တယ်ဘုရားရဲ့ချစ်ခြင်းဖြစ်တယ်အဲ့ယေရှုတော်အထဲမှာကျွန်တော်တို့စုံလင်တော်သူလွတ်မြောက်တော်သူကျမ်းမာတော်သူအောင်မြင်တော်သူတရားအောင်မြင်တော်သူထဲအောင်မြင်တော်သူလောကမှာအောင်မြင်တယ်ဆိုတာဘာမှမဟုတ်ဘူးတရားစစ်မှန်တဲ့အောင်မြင်တော်သူဘုရားကတင့်ကိုအောပွေရာချင်းမြောက်မှာဖြစ်တယ်ခေါ်တော်မူတော်သူတို့ကိုဘုရားသခင်ကရွေးချယ်တယ်ရွေးကောက်တယ်ခေါ်တော်မူတော်သူကိုဘုရားသခင်ကချီးမြှောက်တယ်တဲ့မာကျမ်းစာပြောတယ်ဘုရားသခင်ချင်းပြောဘုရားအသင်ကိုချီးမြှောက်မယ်အောပွေရာအောပွေရာဘုရားသခင်အသင်ကိုချီးမြှောက်ဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ဘုရားရဲ့အကြံစီသင်အတွက်ကြီးမားတဲ့ဘုရားရဲ့အကြံစီတွေသင်အတွက်ရှိသေးတယ်သင်အတွက်အများကြီးရှိသေးတယ်သင်အတွက်မကုန်သေးဘူးသင်ကလူမျိုးကြီးဖြစ်တယ်သင်အမျိုးနွယ်ကိုဘုရားသခင်ကောင်းချီးပေးမယ်သင်ကြည့်လိုက် as far as you can see I will give you သင်မြင်သမျှအရာပေးမယ်ဘုရားသခင်သင်ကိုဘယ်လိုမြင်လဲဘုရားသခင်သင်ကိုအချင်းအားကြီးလို့ဆိုတဲ့ရဲလို့မြင်တယ်သင်ကိုဘုရားသခင်ကလူမျိုးကြီးလို့မြင်တယ်သင်ကိုဘုရားသခင်ကတင်းငယ်တဲ့သူလို့မမြင်ဘူးအလွန်ကြီးပွားတဲ့သူလို့မြင်တယ်သင်ကိုဘုရားသခင်အမိမှာမထားဘူးဘုရားသခင်သင်ကိုဥကောင်းမှာထားတာဖြစ်တယ်မြေကြီးကိုပြည့်စေ၍နိုင်ကြပါအသက်ရှင်၍စိုးစံပါကျွန်တော်တို့ကစိုးစံရမယ့်သူတွေဖြစ်တယ်ဂျေဇုတော်ရဲ့ကြွယ်ဝခြင်းအဖြစ်ဖြောင့်မတ်ရာတို့သွင်းပေးတော်မူသော justification of the righteousness of God ကျွန်တော်တို့ကအဲ့ဒီနှစ်ခုအားဖြင့်ကျွန်တော်တို့ကအသက်ရှင်လျက်ဒီလောကမှာအုပ်စိုးမဲ့စိုးစံမဲ့သူတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောရင်းနဲ့ယေရှုနာမနဲ့ဘုရားသခင်ကောင်းချီးပေးပါစေအားလုံးမသက်ရက်ပြီးတော့ကျွန်တော်တို့ကစက္ကပ်ရအောင်